Hi ဖူးပွင့်ရနာကျိုးဆိုပါရှင်အခုမေမေပြပေးမယ့်ဟာလေးကကြတော့ပန်းခိုင်မွန်နော်ဒါလေးကြတော့ပလဲတစ်ခွရှယ်လေးဒါလေးကြပလဲယိုယိုလေး तू က2မျိုးရှိတယ်မေမေရဲ့ဈေးကဘာလို့ကွာလဲဆိုတော့ तू ကဒီလိုပါနော်ဈေးကလည်းကွာတယ်ပါဝင်တဲ့ပလဲချင်းကလည်းကွာတယ်အခိုင်ချင်းကလည်းကွာတယ်ဒါယိုယိုနဲ့ရှယ်ပေါ့နော်ပလဲလေးတွေအနီးကပ်ပြပေးမယ်လှနေရောပဲဒီပလဲလေးတွေကလှက်ပြီးတော့ तू ကကြီးတယ်နော် तू ကပွားပလဲလေးတွေဆိုတော့လေ तू ကကြတော့အရွက်ကကြဒီလိုအရွက်ကလေးဒါကြတော့တစ်ခွပန်းပုံအရွက်လေးပေါ့နော်ကဲမေမေကိုပြပေးချင်တာလေးရှိလို့ရှိရင် comment ရေးခဲ့လို့ရပါတယ်ပြီးတော့ပန်းရဲ့ဈေးနှုန်းလေးတွေကလေမေမေမပြောချင်တာမဟုတ်ဘူးအဲ့လိုမျိုး TikTok တော့ Facebook မှာတော့ပြောလို့ရ TikTok မှာအဲ့လိုမျိုး तू ကဈေးနှုန်းတွေပြောရင်တိတ်မကြိုက်လို့နော် तू ကဈေးနှုန်းတွေပြောရင်တိတ်မကြိုက်လို့နော် TikTok ကမေမေကို comment လေးရေးခဲ့ရင်မေမေဈေးနှုန်းလေးတွေကိုတေချာပြန်ဖြေပေးပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်